မြန်မာရုပ်ရှင်လောကရဲ့အထူးချွန်ဆုံးတရုပ်ဆောင်တစ်ဦးဖြစ်တဲ့ကိုရီးကိုဝီလန်တွားတဲ့တည်င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မင်္ဂလာပါ။ကျွန်တော်ရဲ့ My Recent Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်တွေအားလုံးစိတ်မကောင်းဖြစ်ရတဲ့တည်င်းကတော့တရုပ်ဆောင်ရေးကိုရဲ့နောက်ဆုံးခရီးနဲ့တူဖြတ်တန်းခဲ့တဲ့အမှုပညာခရီးလမ်းတွေအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တရုပ်ဆောင်ရေးကိုဟာလွန်ခဲ့တဲ့ရပိုင်းအနည်းငယ်လောက်ကရင်ကုန်မျိုးမြောက်ကလပါဆေးရုံကြီးမှာကိုလွန်တွားခဲ့တာဖြစ်ပါတယ်။သူဟာကိုလွန်ချိန်မှာအသက်50ကျော်အရွယ်သာရှိပါသေးတယ်။ကိုရီးကိုဟာမကွေလွန်ခင်မှာကျန်းမာရေးအခြေအနေတွေကြောင့်ဆေးရုံတက်ရောက်ဆေးကုသခံယူနေတဲ့သူလည်းဖြစ်ပါတယ်။မိသားစုဝင်တွေနဲ့နှိစက်သူတွေရဲ့ပြောဆိုချက်အရသူဟာအတေးရောက်ယောဂအပါအဝင်နောက်ဆက်တွဲဝေဒနာတွေကိုခံစားနေရခဲ့တယ်လို့သိရပါတယ်။ဆေးရုံမှာဆေးကုသခံယူနေစဉ်အတွင်းအမှုပညာမောင်နှမများစွာကဝိုင်းဝန်းကူညီခဲ့ကြသလိုပရိသတ်တွေကလည်းပြန်လည်ကျင်းပလာဖို့ဆုတောင်းပေးခဲ့ကြပေမဲ့နောက်ဆုံးမှာတော့လူကြီးယောဂနဲ့ယောဂဝေဒနာတွေကြောင့်ငြိမ်ချင်းစွာဆုံးပါသွားခဲ့တာဖြစ်ပါတယ်။သူရဲ့ခြာပနာကိုတော့ရင်ကုန်မြို့ရေဝေတုတံမှာနာရီကူညီမှုအတင်းရင်ကုန်နဲ့အမှုပညာရှင်များစွာစုပေါင်းပြီးကောင်းမွန်စွာတကြိုခဲ့ကြပါတယ်။တရုတ်ဆောင်ရေကိုဆိုတာနဲ့ပရိသတ်တွေကသူရဲ့ဟာရဗီဒီယိုတွေနဲ့တရုတ်ဆောင်ချက်တွေပွင့်လင်းယူထားတဲ့ပုံစံလေးတွေကိုမြင်အောင်ကြားမှာပါ။သူဟာဗီဒီယိုခက်ကလေးကစေကာပေါင်းများစွာပါဝင်တရုတ်ဆောင်ခဲ့ပြီးလူချင်းတရုတ်ဆောင်အဖြစ်ရောဟာဒတရုတ်ဆောင်အဖြစ်ပါပရိသတ်တွေရဲ့ရင်ထဲကိုနေရာယူခဲ့တဲ့တူလည်းဖြစ်ပါတယ်။သူတစ်ပြည့်လူချင်းတရုတ်ဆောင်အနေနဲ့မြင်တွေ့ရတတ်ပေမဲ့အပြင်လောကမှာတော့အမတန်ဖော်ပြစိတ်ထားကောင်းတဲ့တူလည်းဖြစ်ပါတယ်။လုတ်ဖော်ကိုင်ဖက်တွေကလည်းသူ့ကိုအမြဲချီးမွမ်းကြပါတယ်။သူကိုလန်တွားတဲ့အတွက်အမှုပညာလောကသားတွေကလူမျိုးသားဖြစ်ရကြောင်းလူမှုကွန်ရက်ပေါ်မှာဝန်းနေစကားတွေအတီးတီးပြောကြားခဲ့တာဖြစ်ပါတယ်။အမှုပညာလောကအတွက်အစားထိုးမရတဲ့ခြေတပွင့်ကျူလွန်ခဲ့ပေမဲ့သူဖန်တီးခဲ့တဲ့အမှုပညာလက်ရာတွေဟာပရိသတ်တွေရဲ့နှလုံးသားထဲမှာအမြဲရှိနေမှာပါ။ဝေကိုကောင်းမွန်ရာရောက်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။